မင်္ဂလာပါဆရာမကျွန်တော်ဒီနေ့အတွက်တကြံအတွက်ပေါ့ tense အနေနဲ့ပေါ့အဲ့လိုမျိုးစီစဉ်ထားရစိုးပြီလို့အဲ့လိုခေါင်းစဉ်လေးပေးထားတာပေါ့ကျွန်တော်တော်များများပေါ့စိုးလို့ပြောလိုက်ပြီးဆိုတာနဲ့စိုးတွန်းနဲ့နောက်ပြီးကြရင်ရိုင်းနဲ့အဲ့လိုမျိုးအမြင်မှားကြရပေါ့ကျွန်တော်တို့လို hair stylist designer တွေတယောက်အနေနဲ့ပေါ့ VOE7 ရဲ့ campaign တစ်ခုပေါ့အဲ့ campaign စိုးပြီထဲမှာစိုးဘယ်လိုမျိုးအဓိပ္ပာယ်ပေါ်ခြင်းလဲဆရာမအနေနဲ့ကျွန်တော်အမြင်နဲ့ပြောမယ်ဆိုလို့ရှိရင်လူတွေကတတ်မှတ်ထားတဲ့ဒီစိုးဆိုတဲ့ဟာရိုင်းဆိုင်တွေပါညာနဲ့ပြောတာကတော့ပြောလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်အမြင်မှာဆိုရင်တော့လူတယောက်ကဒီလိုမျိုးအမြင်ကိုဖောက်ထွက်ပြီးတော့ကိုကိုတီထွင်လာအောင်ကိုယ့်ရဲ့အတွေးကိုပေါက်သွားအောင်အဲ့လိုမျိုးလဲစိုးလို့လည်းတတ်မှတ်လို့ရတယ်ကောင်းတဲ့စိုးလို့လည်းတတ်မှတ်လို့ရတယ်အဲ့လိုမျိုးပြောလို့ရလားမသိဘူးလူကြီးတွေကပေါ့စိုးတယ်ကလေးဆန်တယ်လို့အဲ့လိုမျိုးထင်ကြပါဆိုတာလူငယ်တွေအတွက်နဲ့ဆိုရင်အဲ့လိုမျိုးလူငယ်တွေအတွက်ပြောမယ်ဆိုရင်အဲ့လိုအတွင်းစိတ်ထဲမှာပေါ့လွတ်လပ်သွားတယ် freedom ဖြစ်သွားတယ်အဲ့လိုမျိုးဆိုတာနဲ့စိုးဆိုတာနဲ့ရောဆက်ဆက်မှုရှိလောက်ထင်လားရှိမယ်လို့ထင်တယ်နောက်ကဆက်ပြောလို့လူငယ်ဘယ်လိုမျိုးပိတ်လောက် sorry နောက်တစ်ခါလား okay ရိုင်အဲ့ဆိုကျွန်တော်လူငယ်လူကြီးတွေကစိုးတယ်ဆိုကလေးတွေစိုးတာပဲမြင်တာပေါ့ကျွန်တော်ကိုယ်ကလူငယ်ကြီးပဲပေါ့အဲ့တော့လူငယ်ကြီးအနေနဲ့ပေါ့လူငယ်တွေအတွက်ပေါ့အဲ့လိုရောင်စိုးလို့အယောင်နေပြောင်းလဲသွားတဲ့အချိန်မှာလွတ်လပ်သွားတယ်အဲ့လိုမျိုး freedom ဖြစ်သွားတယ်အဲ့မျိုးဘယ်လိုမျိုးဆက်ဆက်မှုရှိလဲအများကြီးဆိုင်တယ်လို့ထင်တာပဲဘာလို့ဆိုတော့ကျွန်တော်ရဲ့အတွေ့အကြတော့ကျွန်တော်တို့ဒီအယောင်စိုးတာဆိုလို့ရှိရင်တော့လူတယောက်ရဲ့ဒီအတွင်းရဲ့ခံစားချက်နဲ့အတွင်းရဲ့ခံစားချက်ရဲ့ပြီးရင်အပြင်ပိုင်းပြောင်းလဲမှုနဲ့လည်းသက်ဆိုင်နေပေါ့နော်အဲ့ဆိုရင်သပင်စီးဆိုးတာနဲ့ပတ်သက်ပြီးတော့ပေါ့ဘယ်လိုမျိုးအဲ့လိုခံယူထားလဲပေါ့ဟောကိုဒီသပင်ဆိုးတာကြတော့ကျွန်တော်တို့ရဲ့ဒီ style ပြောင်းလဲတာရယ်ကိုယ့်ရဲ့အတွင်းရဲ့ခံစားချက်ကိုပြောင်းလဲတာရယ်သက်ဆိုင်ပါတယ်ပြီးတော့ဘယ်လိုပြောရမလဲကျွန်တော်တို့လူတယောက်ကအယောင်ဆိုးလိုက်တဲ့အားဖြင့်လူတယောက်ကစိတ်ကလည်းပို့ပြီးတော့ကြည်လင်သွားတယ်ပြင်ပိုင်းဆိုင်ရာလည်းပို့ပြီးတော့လင်းသွားတယ်အဲ့အကြောင်းပေါ့โอเคဟုတ် social media မှာပေါ့ကို TikTok အကောင့်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ် VOE7 page မှာဖြစ်ဖြစ်ကိုစိုးပေးလိုက်တဲ့အယောင်အရန်လှတယ်အရန်မိုက်တယ်လို့အဲ့လိုမျိုးပြောလာတဲ့အချိန်မျိုးမှာရောဟိုကဘယ်လိုမျိုးခံစား behind the app အတူချုံပြောမယ်ဆိုတော့အရန်ပြောတယ်လေမပြောပြတတ်ဘူးပေါ့ဒါကခံစားချက်နဲ့ဆိုင်နေဆိုတော့လေအရင်လဲမပြောပြတတ်လောက်ခံစားအဲ့လိုမျိုးပြောရမှာပေါ့โอเคအဲ့ဆိုရင်စကားမဆက်ပေါ့ကျွန်တော်ဧည့်သည်ဝင်လာတဲ့အချိန်ကျရင်ဟိုဆရာတဘောလို့ကြိုက်တာလို့လှိုင်ပြီးရောလို့အဲ့လိုမျိုးကိုအလုံးစုံ 100% ပုံအပ်ထားတဲ့အဲ့လိုမျိုးဧည့်သည်မျိုးဆိုရင်ကိုကပိုလွယ်ထင်လားတာဝန်ပိုယူပြီးတာဝန်ပိုကြီးရလို့ခံစားရလားတူလောက်ပါပဲအတူလောက်ပါပဲဆိုတာဘယ်လိုမျိုးသဘောလဲဆိုတော့ဆရာတဘောဆရာကိုပုံအပ်လိုက်မယ်ဆိုတော့ပထမဦးဆုံးကတော့အရင်ပျော်တယ်ဘာလို့ပျော်လဲဆိုတော့ तू ကယုံကြည်လို့ပေါ့နော်ကိုကပူပျော်တယ်ဒါမဲ့စိုးရင်တာတခုကဘာလဲဆိုတော့ဒီအဲ့တွေက तू ကိုယ်တိုင်ဘာနဲ့လိုက်လဲ तू ဒါလုတ်လိုက်ရင်ဘာဖြစ်လာမလဲဆိုတော့ तू ကိုယ်တိုင်မသိတဲ့အတွက်ဒါလေးကိုနည်းနည်းလေးစိုးရင်လည်းအဲ့အကြောင်းဒီလိုမျိုးဧည့်သည်ဆိုရင်ကျွန်တော်ကတော့အများပိုင်းကသူ့ကိုတင်ပေးတယ်ပေါ့နော်ဘလို့လို့ဘာကြောင့်လဲအဲ့လိုမျိုးပြောပြရတဲ့အတွက်လည်းကျွန်တော်အတွက်လည်းအရင်ပြောတယ်ပြောမယ်ဆိုရင်โอเคအဲ့ဆိုပြောတယ်တာဝန်လည်းယူရတယ်ပေါ့ဟုတ်တယ်အဲ့လိုမျိုးချိန်ကြရင်ရောဒါပင်โอเคအဲ့ဆို VOE7 campaign ပေါ့အဲ့ဒါဟိုမှာအာသွန်ခွန်ဆိုင်ဖန်တီးလာတကယ်ရည်ရွယ်ချက်ကဘယ်လိုပြောပြခြင်းလဲဒီစိုးမီပေါ်မှာပေါ့ရည်ရွယ်ချက်ဆိုဗီကန်ပိန်းကတော့ကျွန်တော်ကလူငယ်ဆိုတော့လူငယ်တယောက်အနေနဲ့တော့မျောလင့်ချက်တွေတော့အရန်ရှိရလို့ပြောရမယ်အရန်ရှိရလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအတစ်ပြန်စားရတယ်လို့မျိုးပြန်လုပ်လို့ရတယ်ပေါ့နော်ဒီ campaign ကပြီးတော့ဒီ campaign နဲ့အတူတူ promotion တွေလည်းပါလာတယ်ဆိုတော့ပို့ပြီးတော့လည်းတည်တတ်တယ်လူအများကြီးလည်းပါဝင်လာမယ်လို့ထင်တယ်ဧည့်သည်တွေကိုပေါ့ဘယ်လိုမျိုးဟိုနောက်ဆုံးအနေနဲ့ဘယ်လိုပြောပြခြင်းလဲအဆုံးနေနေဆိုတော့ VOE7 မှာအားပေးလာတဲ့အဲ့တဲ့ customer တွေအမတွေညီမလေးတွေအကိုတွေဦးလေးတွေအကုန်လုံးကျေးဇူးတင်ပါတယ်မမေတို့ကိုယုံကြည်ပေးလို့အထူးကျေးဇူးတင်ပါတယ်VOE7 ကိုလာရောက်တဲ့ဧည့်သည်တိုင်းကိုမမေတို့အားလုံး
view တစ်ဆိုင်နဲ့အကုန်လုံးကောင်းကောင်းလေးလုပ်ပေးပါမယ်ဆိုပြီး campaign လို့လဲအတစ်တစ်ခုလိုမျိုးပြန်ပြီးတော့ပေါ်ပြပေးပါမယ်ကျေးဇူးတင်ပါတယ်ဆိုပြီး